မင်္ဂလာပါကျွန်တော်တို့အလုပ်ကဘာလုပ်လဲဆိုတော့ဒီ application လေးကိုကြော်ညာမျှဝေပေးတယ်လို့เนาะလူတွေအများကြီးသိလာအောင်ဒီ application လေးကိုဖုန်းထဲမှာ down ပြီးတော့သုံးစွဲလာအောင်ကျွန်တော်တို့ကကြော်ညာပေးတယ်သိအောင်လုပ်ပေးတာပေါ့เนาะဒီ application လေးနာမည်က Dropbridge လို့ခေါ်တယ်เนาะဒီဟာကို PIC Dropbridge application လေးထဲမှာကကျမ်းမာရေးဖြည့်စွက်သက်စာနဲ့အလားကုန်ပစ္စည်းတွေကိုအမြောက်အများတစ်ခါလေးစုစည်းထားတာเนาะဒါက online shopping application တစ်ခုပဲเนาะသူက Lazada တို့ Shopee တို့လိုပဲဒီထိုင်းနိုင်ငံမှာအသုံးပြုတာပါเนาะကျွန်တော်တို့ရဲ့ကိုယ်ပိုင် ID ကုတ်နဲ့ဒီ Dropbridge application လေးကိုကြော်ညာပေးပြီးတော့ကျွန်တော်တို့ link နဲ့ချိတ်ဆက်ပြီး down သွားတဲ့ customer တွေကဒီတွေကပစ္စည်းတွေကိုသူတို့ဖုန်းထဲကနေသူတို့ပါသူဝယ်သုံးတိုင်းကျွန်တော်တို့ commission ကတွေရတယ်ဝင်ငွေတွေရတယ်เนาะကုမ္ပဏီကကျွန်တော်တို့ကိုအမြတ်ငွေခွဲဝေပေးတာကျွန်တော်တို့ကအဲ့လိုเนาะဒီ application တွေကိုကြော်ညာပေးတယ်လို့ဒီတွေကထုတ်ကုန်ပစ္စည်းတွေကို live ရောင်းရတာမဟုတ်ဘူးပြီးတော့ live ပို့ပေးရတာမဟုတ်ဘူးเนาะပစ္စည်းတွေကို live ပြီးရောင်းရပို့ပေးရတာမဟုတ်ဘူးရောင်းတာပို့တာအားလုံးကကုမ္ပဏီနဲ့ဒီ application လေးကသူ့ဘာသူစနစ်ကနေလုပ်သွားလိမ့်မယ်เนาะကျွန်တော်တို့လုပ်ရမှာကဒါကိုမသိသေးတဲ့လူတွေသိလာအောင်ကြော်ညာမျှဝေပေးအောင်ပဲဒီ application လေးကိုသုံးလာအောင်ကျွန်တော်တို့ကြော်ညာပေးအောင်ပဲเนาะဒါကျွန်တော်တို့လုပ်ပဲเนาะဒါကြောင့်ကျွန်တော်တို့ကဒီအလုပ်ကိုအိမ်မှာနေရင်းဖြစ်ဖြစ်ခရီးသွားနေဖြစ်ဖြစ်ကြိုက်တဲ့နေရာမှာနေရာမျိုးချိန်ပြီးအလုပ်လုပ်လို့ရတယ်ကျွန်တော်တို့လိုတာကဖုန်းရယ်အင်တာနက်ရယ်ဒါပဲလိုရယ်เนาะဒါကိုဘယ်သူမဆိုလုပ်လို့ရတယ်เนาะဘိုးမတို့ဒီလုပ်ငန်းကိုလေ့လာခြင်းနေဆိုရင်လည်းအခမဲ့သင်ပေးတဲ့လေ့လာရမယ်အဖွဲ့ရှိတယ်ဒီ online ပေါ်ကပဲ Facebook group ကနေပြီးတော့ကိုအားတဲ့ချိန်မှာဝင်ရောက်လေ့လာလို့ရတယ်ကျွန်တော်ချိတ်ဆက်ပေးမယ်เนาะဘိုးမတို့စိတ်ဝင်စားရင်ကျွန်တော်ဆက်သွယ်လာပြီးတော့ဒီထဲမှာကကျွန်တော်တို့က application လေးကိုသုံးမယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်တစ်ခုနဲ့ရိုးရိုး account တစ်ခုဖွင့်ရတယ်เนาะကျွန်တော်ပို့ပြီးဖွင့်ပေးမယ်เนาะဖုန်းနံပါတ်ကလည်းထိုင်းဖုန်းနံပါတ်ပဲရတယ်เนาะဒီဟာကမြန်မာပြည်မှာလုပ်လို့မရသေးပါဘူးအားလုံးပဲအဆင်ပြေကြပါစေ